အားလုံးပဲမင်္ဂလာပါဗျမြန်မာဖိုက်တာတွေဖြစ်တဲ့အဲမွီနဲ့စူပါဂျန်တို့ရဲ့ပွဲစဉ်တွေကတော့ရှေ့စင်နောက်ဆင့်ကိုပရိသတ်တွေရဲ့ရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီအဲမွီအနေနဲ့ One Friday Fight တရားသစ်ပွဲမှာတော့က Street Fighter အဟာဘတ်ဂေါ်ဒွန်ကိုအမှတ်နဲ့ရှုံးနိမ့်ခဲ့ရပေမဲ့လည်းအဲ့ဒီပွဲမှာရဲရင်မှုအပြည့်နဲ့ကစားပြသွားတာကြောင့်လက်ရှိအချိန်မှာတော့နောက်ထပ်တစ်ပွဲထပ်ရလာခဲ့ပါပြီအဲမွီနဲ့ထိုးရမယ့်ပြန်ဘက်က Woody Cry ဆိုတဲ့ Thai Fighter ဖြစ်ပြီးတော့လာမယ့်23ရက်နေ့တောက်ကြနေညမှာထိုးရမှာပါWoody Cry နေနဲ့ One Friday Fight မှာတပွဲတော်ထိုးထားရသေးပြီးတော့အဲ့ဒီတပွဲကိုလည်းအလဲထိုးနဲ့အနိုင်ရရှိထားပါတယ်။စူပါချန်ရဲ့ပွဲစဉ်ကတော့အဲမွေရဲ့ပွဲအပြီးနောက်ပတ်30ရက်နေ့မှာထိုးရမှာပါ။ပြန်ဘက် Fighter အနေနဲ့ကတော့မြန်မာပရိသတ်တွေနဲ့မစိမ့်တဲ့အပြင်အဲမွေကိုပါအလဲထိုးနဲ့ရှုံးနေထားမှုတဲ့ဂျပန် Fighter မူကဆဲတို့ပဲဖြစ်ပါတယ်။မူကဆဲတို့ကတော့အဲမွေနဲ့ပွဲမှာကလေးကလက်ရည်အသားနဲ့ကစားနိုင်ခဲ့ပေမဲ့ဒုတိယချီမှာနှစ်ယောက်သားရှင်ထိုးကြရင်အဲမွေရဲ့ဘယ်ဝိုက်လက်တီထိသွားလို့တာအလဲထိုးခံလိုက်ရတာပါ။ဒါကြောင့်မို့မူကဆဲတို့အနေနဲ့အဲမီကိုလဲထုံးနဲ့ရှုံးနေထားတယ်ဆိုပေမဲ့ short track လို့ရတဲ့ fighter တော့မဟုတ်ပါဘူးစူပါဂျန်ကတော့နောက်ဆုံးပွဲမှာ Thai fighter ဆန်းအထစ်ကိုအမှတ်နဲ့ရှုံးနေထားတယ်ဆိုပေမဲ့အဲ့ဒီပွဲမှာလက်ရည်ကောင်းတွေလည်းချပြနိုင်ခဲ့ပြီးတော့ပရိသတ်တွေအနေနဲ့လည်းမျောလင်းတကြီးစောက်စားနေတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်စူပါဂျန်ဟာ1မှာ3ပွဲကစားထားပြီးတပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုလည်းရရှိထားတာပါရလဒ်ပိုင်းအရကြည့်မယ်ဆိုရင်တော့ဒါဟာတိတ်ကောင်းတဲ့ရလဒ်မဟုတ်ပါဘူးဒါကြောင့်မို့စူပါချန်အနေနဲ့အမြင့်ကိုတက်လန်းနိုင်မှုဆိုရင်အခုပွဲမှာမဖြစ်မနေနိုင်ပွဲဖော်ဆောင်ဖို့လည်းလိုအပ်နေတာပဲဖြစ်ပါတယ်။ပြန်ဘက်ဖိုက်တာမူကဆဲတို့အကြောင်းကိုဆက်ပြောရရင်သူဟာပြီးခဲ့တဲ့ပွဲမှာအဲဝီကိုရှုံးသွားတဲ့အပေါ်တိတ်ပြီးကျေနပ်နေပုံလည်းမပေါ်ပါဘူး။သူအနေနဲ့အဲ့ဒီပွဲမှာအခမ်းမသိလို့ရှုံးသွားတယ်ဆိုပြီးယူဆနေပုံရပြီးတော့အဲဝီနဲ့မချေပွဲပြန်လဲထိုးရဖို့အတွက်လည်း1 Championship ကိုတောင်းဆိုထားခဲ့ပူပါတယ်။အခြေအနေအကြောင်းကြောင့်ဒါအဲဝီနဲ့မူကဆဲတို့ရဲ့မချေပွဲကဖြစ်မလာခဲ့ပဲစူပါချန်နဲ့တာတွေ့သွားခဲ့ရတာပါ။မူကဆဲသူကတော့လက်ရှိချိန်မှာစူပါဂျန်ကိုလဲထိုးနိုင်ပြမဲ့အပြင်ကဘာကျော်ထိပ်တန်းဖိုင်တာတယောက်ဖြစ်လာစေရမယ်လို့လည်းလူမှုကွန်ရက်တွေပေါ်မှာရေးသားနေတာပါ။ဒါကြောင့်မို့မူကဆဲသူအနေနဲ့လည်းအခုပွဲမှာလဲထိုးမဲ့ game plan နဲ့တာပွဲထွက်လာနိုင်တယ်လို့ယူဆမိပါတယ်။ဆလဘီမူကဆဲသူနဲ့အမ်ဝီတို့နှစ်ယောက်ကိုနိုင်ရှင်ကြည့်ရမယ်ဆိုရင်မူကဆဲသူဟာအရက်9ပိတ်ဆယ်လက်မှရှိတာကြောင့်စူပါဂျန်တက်ကိုအရက်9လက်မှလောက်တာနေပါတယ်။သူ့ရဲ့ကစားပုံကအသင်းဝင်တင်ထိုးကစားတာမဟုတ်ပဲရက်မြင့်အားသာချက်ကိုယူပြီးတော့အကွာဝေးတစ်ခုကနေထိန်းပြီးကစားတာပါ။နောက်တော့အဖြစ်ဖြောက်လက်သီးတွေနဲ့အောက်ခြေကန်ချက်တွေကိုအသုံးပြုပြီးအကွာဝေးကိုထိန်းထားတာပါ။ဖြောက်လက်သီးတွေကြောင့်ပြန်ဘက်နေနဲ့ဟန်ချက်ပြတ်သွားတာပဲဖြစ်ဖြစ်အခြေအနေမဟန်တော့တဲ့အချိန်ပဲဖြစ်ဖြစ်အဲ့ဒီလိုပိုင်ပြီးဆိုတဲ့အချိန်မျိုးမှဒါလက်သီးတွဲလုံးနေတဲ့ဆက်ဝင်လာပြီးပွဲသိမ်းပစ်လိုက်တာမျိုးပဲဖြစ်ပါတယ်။ဒါကိုလည်းသူထိုးခဲ့တဲ့အရင်ပွဲတွေအပြင်အဲဝီနဲ့ထိုးသွားခဲ့တဲ့ပွဲမှာလည်းတွေ့ရပါတယ်။သူ့ရဲ့ဖြောက်လက်သီးတွေနဲ့အစားပြုပြီးတရဇက်ဝင်လာတဲ့လက်သီးထိုးချက်တွေကြောင့်အဲဝီနေနဲ့လည်းပထမချီမာတင်နော်ဒေါင်းနှစ်ခါအထိကိုကျသွားခဲ့ရတာပါ။ဒါကြောင့်မို့စူပါချန်နေနဲ့အခုပွဲကိုနိုင်လိုချင်တဲ့ဆိုရင်မူကဆဲတုံကိုအကွာဝေးတစ်ခုမပေးထားဖို့လည်းလိုအပ်ပါတယ်။ပြီးခဲ့တဲ့အဲဝီနဲ့မူကဆဲတုံတို့ရဲ့ပွဲမှာအဲဝီရဲ့အဝင်လောမှုတချို့ကြောင့်နော်ဒေါင်းနှစ်ခါပေးလိုက်ရပြီးအမတ်စင်တွေရေခံခဲ့ရတာပါ။ဒါကိုသင်ခန်းစာယူပြီးစူပါချန်ဟာအဝင်ထက်မြန်မြန်ပပနက်နဲ့ကစားသင့်ပါတယ်။စူပါချန်နေနဲ့ဖူဝက်ပိုင်းတွေနဲ့ဟမ်မူမန်ပိုင်းတွေမှာအဆင်ပြေပေမဲ့ထိကြလက်သီးပါဝါမျိုးတွေတိတ်မတွေ့ရတဲ့အတွက်အမတ်ဆုံးဖြတ်ကိုရောက်သွားမှာကိုတော့နိုင်ငံစိုးရိမ်မိပါတယ်။မူကဆဲတို့အနေနဲ့ဂျပန်ဖိုက်တာဖြစ်တဲ့လျောက်မာကွန်ပိုင်းမှာတိတ်မများပေမဲ့တခြားတော့ဂျပန်ဖိုက်တာတွေနဲ့ရှင်မယ်ဆိုရင်တော့မာတဲ့ထဲမှာပါပါတယ်။ဒါကြောင့်မို့စူပါချန်နေနဲ့လည်းလက်သီးပါဝါပိုင်းကိုအရင်ကားတက်ပို့ပြီးမြင့်လာဖို့လည်းလိုအပ်ပါတယ်။နောက်တစ်ချက်အနေနဲ့စိတ်ပူတာကစူပါချန်နေနဲ့1မှာ3ပွဲထိုးထားပြီးပထမပွဲမှာ143ပေါင်တန်းနဲ့နောက်နှစ်ပွဲမှာတော့140ပေါင်တန်းမှာထိုးထားတာပါ။အရင်ပွဲတွေနဲ့မတူတာကစူပါချန်ဟာအခုပွဲမှာ138ပေါင်တန်းမှာဝိတ်ချပြီးထိုးရမှာပါ။ဒါကြောင့်မို့လက်သီးပါဝါပိုင်းနဲ့တက်လုံပိုင်းမှာနိုင်ငံကျသွားမှာကိုလည်းစိုးရိမ်မိပါတယ်။ဘာဖြစ်ဖြစ်စူပါချန်အနေနဲ့လင်းလင်းမြန်မြန်နဲ့အကောင်းဆုံးကစားနိုင်မယ်ဆိုရင်တော့ရလက်ကောင်းတွေထွက်ပေါ်လာမယ်လို့လည်းမျှော်လင့်မိပါတယ်။အခုလာမယ့်ပွဲမှာဒါစူပါချန်အနေနဲ့မူကဆဲတို့ကိုပွဲချမ်းပြနိုင်မယ်ဆိုရင်တော့ဂျပန်ဖိုက်တာတွေအနေနဲ့လည်းမြန်မာလက်ဝဲဖိုက်တာတွေရဲ့အကြောင်းကိုကောင်းကောင်းကြီးသိသွားလောက်မယ်ထင်ပါတယ်။ One Championship အောက်က Thai Fighter တွေရဲ့ comment တွေမှာဆိုရင်လည်းဂျပန် fighter တွေအနေနဲ့တခြားသော fighter တွေနဲ့တွေ့ရင်ရလက်ကောင်းတွေရတတ်တယ်ဆိုပေမဲ့မြန်မာလက်ဝဲ fighter တွေနဲ့တွေ့ရင်ရှုံးတာများတယ်ဆိုပြီးမှတ်ချက်ပေးထားကြတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မို့ Super E ချန်နေနဲ့လည်းအခုပွဲမှာအဲ့ဒီအစဉ်လာကိုဆက်လက်ထိန်းသိမ်းသွားနိုင်မလားဆိုတာကိုကျွန်တော်တို့နဲ့တူတူစောင့်ကြည့်ရင်အားပေးလိုက်ကြရအောင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကနေတင်ဆက်ပေးနေတာတွေကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဆက်လက်အားပေးသွားကြပါအောင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။